ရှင်းနေတာကာလာတွင်9ကြိမ်အငားထွက်ကစားခဲ့တဲ့အထိချဲစီအသင်းရဲ့လေးစားမှုများရှိခဲ့တဲ့အပေကန်ကစားမှာပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာ CCI ဘတ်ခွန်ရှိကို online အကျဉ်းကနေပြန်လည်ကြိုလိုက်ပါတယ်အစားပိုင်းမှာချဲစီအသင်းကကျွန်တော်ကိုတကယ်လို့ရှိတယ်လို့ခန်းစားခဲ့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းအသင်းကိုပြန်လာပြီးအကောင်းဆုံးလုပ်ပြခြင်းခဲ့တယ်ဒါပေမဲ့3-4ချိန်လောက်အငားထွက်ကစားခဲ့ရတဲ့အခါမှာဒါကစီးပွားရေးတစ်ခုဖြစ်တယ်ဆိုတာကျွန်တော်သိလာခဲ့ပါတယ်ဒီစကားတွေကချဲစီရဲ့ကစားမဟောင်းတူဖြစ်တဲ့လူကတ်ပီယာဆွန်ကပြောဆိုခဲ့တာပါချဲစီတဲ့မှာရှင်းနေကြဖြတ်တန်းခဲ့တဲ့လူကတ်ပီယာဆွန်ကိုချဲစီအမာကန်ပရိသတ်တွေကလွှဲရင်တီးတဲ့သူအင်မတန်နေပါတယ်ပီယာဆွန်ကချဲစီမှာရှင်းနေကြဖြတ်တန်းခဲ့ပေမဲ့ချဲစီပရိသတ်တွေသူ့ကိုအသင်းကြာစီနဲ့မြင်တွေ့ရတဲ့အချိန်ကလက်ချိုးရလို့ရပါတယ်ပီယာဆွန်ကချဲစီတဲ့မှာရှင်းနေတာကာလာတွင်900တီအထိအငားထွက်ကစားခဲ့ရတဲ့ကစားမတစ်ယောက်ဖြစ်ပါတယ်ပီယာဆွန်ကကျွန်တော်အသက်16နှစ်အရွယ်မှာအသင်းရဲ့အရန်ခုံကိုပထမဆုံးရောက်ခဲ့နေဒီအချိန်ကနီးပြဗီလာဘိုအက်လက်ထက်ပေါ့ဒီလိုနဲ့ဘိုအက်အထောက်ခံရတော့ဒီမက်တီယိုကယာယီနီးပြဖြစ်လာတယ်ဒီမက်တီယိုကကျွန်တော်ကိုအသင်းကြီးမှာခေါ်ထားခဲ့တယ်ကျွန်တော်သူတို့နဲ့နေတိုင်းရှိခဲ့တယ်စက်တင်ဘာမှာကျွန်တော်2ပွဲကစားခွင့်ရခဲ့တယ်ဒီဇင်ဘာမှာနောက်ထပ်1ပွဲကစားခဲ့ရတယ်ရာသီကုန်တော့ဒီမက်တီယိုနေရာမှာဘန်နီတက်ဝင်လာတယ်အဲဒီတော့ကျွန်တော်အငှားထွက်ကစားခဲ့ရတယ်ကျွန်တော်ချဲစီကိုပြန်လာတဲ့အချိန်မှာဘန်နီတက်ကအသင်းမှာမရှိတော့ဘူးအသင်းရဲ့နေပြကဟိုဆေးဖြစ်နေပြီအားလုံးသိတဲ့အတိုင်းဟိုဆေးရဲ့လက်အောက်မှာပွဲထွက်ခွင့်ရဖို့ခွင့်ကမလွယ်ကူခဲ့ပါဘူးလို့ပြောဆိုခဲ့ပါတယ်ဒါကြောင့်လည်းပီယာဆွန်ကမာလာဂါအသင်းစီမှာငှားထွက်ကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့ချဲစီအသင်းကိုသူပြန်ရောက်လာတဲ့အချိန်မှာတော့အရာအားလုံးကရှုပ်ထွေးလာခဲ့ပါတယ်ဆက်လက်ပြီးပီယာဆွန်ကရိုးသားဆုံးဝန်ခံရရင်ကျွန်တော်ပြန်လာခဲ့ပြီးနောက်နီးပြတဲ့နေရာဒီမှာခေါ်ယူထားတဲ့ကစားသမားတွေနဲ့အတူတူရာသီကြိုခြေစမ်းပွဲတွေတွားခဲ့ရတယ်သူတို့အားလုံးကလည်းသိတဲ့အတိုင်းပဲအသင်းကအဲ့ကစားသမားတွေအတွက်ငွေများကြီးသုံးထားခဲ့တာကြောင့်ကျွန်တော်တို့ပွဲထွက်ခွင့်ရဖို့ဆိုတာတေချာတဲ့ကိစ္စတော့မဟုတ်ဘူးတေချာတစ်ခုကတော့အသင်းကကျွန်တော်တို့အထက်အဲ့ဒီကစားသမားတွေကိုပဲဦးစားပေးအသုံးပြုသွားမှာဖြစ်ပါတယ်ဒီလိုနဲ့2ပတ်3ပတ်တလခွဲလောက်ကြာတော့အသင်းကကျွန်တော်ကိုအငားထွက်ကစားစီပြန်တယ်လို့ပြောဆိုခဲ့ပါတယ်ပီယာဆွန်အားချဲစီတဲ့မှာရှင်းနေတာကာလာအတွင်း900တီဆက်အငားဆင်လို့ချင်းခံခဲ့ရပါတယ်ပီယာဆွန်အားအစာပိုင်းမှာပျော်ရွှင်ခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ပျော်ရွှင်မှုတွေကအိမ်မက်ဆိုးတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ပီယာဆွန်ကဥပမာပြရမယ်ဆိုရင်ကျွန်တော်ဟော်လန်လိကနေဂျာမန်လိကိုပြောင်းကစားခဲ့တော့ကပေါ့အဲ့ဒီနိုင်ငံကအများကြီးကွာခြားမှုရှိတယ်ဂျာမန်လိကဒက်ရှ်လီနဲ့အလုံးစုံကွာခြားမှုရှိခဲ့တယ်ဟော်လန်မှာကျွန်တော်ကစားခဲ့ရတဲ့အသင်းကဂျာမနီမှာကျွန်တော်ကစားနေရတဲ့အသင်းနဲ့ဘာမှမဆိုင်ဘူးဂျာမန်လိမှာအချိန်အတော်ကြာနေခဲ့မယ်ဆိုရင်ကျွန်တော်အတွက်ကောင်းတာတွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်အဲ့ဒါကကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပဲလीနောက်ပြီးသိခံရမယ်အငားထွက်ကစားရတဲ့အခါသိမခံလို့မရဘူးချဲစီတင်းကအငားလာကစားခဲ့ရတဲ့အတွက်ပုံမှန်ချင်းစွမ်းမပြနိုင်ရင်ဖိအားတွေဝင်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်ပီယာဆွန်တို့အခက်အခဲဆုံးကိစ္စတစ်ခုကအသင်းဘက်ကသူ့ကိုအဖမ်းမလုပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်ချဲစီတင်းကတာဝန်ရှိသူတွေကပီယာဆွန်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတိကျသေးကြတဲ့စကားမျိုးပြောဆိုခဲ့ခြင်းမရှိပါဘူးပီယာဆွန်ကဖူအမ်မှာငါးထွက်ကစားခဲ့ကြတဲ့ကကျွန်တော်အဲ့မှာပဲဆက်နေခြင်းခဲ့တယ်ဖူအမ်မှာကောင်းမွန်တဲ့200တီဖြတ်တန်းခဲ့ရပြီးအသင်းကိုလည်းကျွန်တော်ချစ်ပါတယ်အသင်းမော်တွေကိုလည်းချစ်ပါတယ်ကျွန်တော်တို့အန်အော့ဆရာကောင်းတဲ့200တီကိုပိုင်ဆိုင်နိုင်ခဲ့တယ်ကျွန်တော်စိတ်ထဲကျွန်တော်ပိုင်တယ်လို့ခံစားခဲ့ရတယ်လို့ပြောဆိုခဲ့ပါတယ်2019-2018ဘောလုံးရာသီမှာပီယာဆွန်ကဖူအမ်အသင်းနဲ့တူချိန်စွမ်းပြနိုင်ခဲ့ပေမဲ့အသင်းကိုပရီးမီးယားလိတန်တက်ခွင့်ရရှိအောင်တော့စွမ်းဆောင်ပေးနိုင်ခြင်းမရှိခဲ့ပါဘူးနောက်ပြီးပီယာဆွန်ဟာလည်းသူ့ရဲ့ဆန္ဒအတိုင်းဖူအမ်မှာဆက်နေခွင့်မရခဲ့ပါဘူးဘာကြောင့်ဒီလိုဖြစ်ရတာလဲဒီအစားကိုပီယာဆွန်ကခုလိုပဲပြောပြခဲ့ပါတယ်ပီယာဆွန်ကကျွန်တော်အခုချိန်นี้မသိသေးတာအဲ့ကိစ္စပါတခြားချဲစီကစားမတွေဖြစ်တဲ့ Thomas Garland ဟာလည်းဖူအမ်မှာဆက်နေခွင့်မရခဲ့ဘူးဖူအမ်ကချဲစီကိုကန်လန့်ခဲ့တဲ့ငွေကြီးကနေသွားလို့လားဒါမှမဟုတ်ဖူအမ်အသင်းကပဲကျွန်တော်တို့အတွက်200တီကအရန်နေသွားတယ်ထင်သွားလို့လားဆိုတာကျွန်တော်တေချာချာမသိခဲ့ပါဘူးလို့ပြောဆိုသွားခဲ့ပါတယ်ဒီလိုခက်ခဲတွေကပီယာဆွန်အတွက်ကြီးမားတဲ့စင်ကောင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်အငားထွက်ကစားခြင်းဟာပီယာဆွန်ကိုကဘာကြီးကိုကြီးဖို့သွားခိုင်းလိုက်တယ်လို့ပါပဲဆက်ပြီးတော့ပီယာဆွန်ကရိုးသားပြောရရင်ကျွန်တော်နောင်တမရပါဘူးစပိန်ကိုသွားတာလည်းနောင်တမရတယ်လို့ဂျာမနီမြန်မာကစားခဲ့ရတာကိုလည်းမမေ့ပါဘူးစပိန်မှာလည်းပြောခဲ့ရတယ်အဲ့ဒါတွေအတကကျွန်တော်အတွက်အတွေ့အကြုံကောင်းနေပါလို့ပြောဆိုခဲ့ပါတယ်လက်ရှိချိန်မှာပီယာဆွန်ဟာမွေးရမြေဘရာဇီးမှာကစားမဘွားဖြတ်တန်းနေဆဲဖြစ်ပါတယ်ဒါပေမဲ့လည်းဘိုတိုဖိုကိုအသင်းကနေထွက်ခွာခဲ့ပြီးတဲ့နောက်လက်ရှိချိန်မှာတော့ပေါ်တူဂီပရီးမီးယားလိမှာကစားမဘွားကိုဆက်လက်ဖြတ်တန်းနေပါတယ်ပီယာဆွန်အနေနဲ့လက်ရှိချိန်မှာအငှားထွက်ကစားခဲ့ရတဲ့အကြောင်းတွေကိုတော့ကြားကျင်တော့မှာမဟုတ်ပါဘူးဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ